ဘိုးကစားကိုလှမ်းဆွဲကန်ကောင်းလို့လက်ရှိမှာဆင်းလာတဲ့စင်တွေကိုပဲခွင့်ပြုတော့တယ်တဲ့ဟိုဘက်ကနေအလားတော့ကတ္တမသွားမဲ့စင်တွေကိုလမ်းချော်လို့ပေးမသွားတော့ဘူးအဲ့တော့ထူးချင်တဲ့လူတွေအကုန်လုံးကတော့လောလောဆယ်အချိန်တွေကလမ်းလျှောက်ပြီးသွားမှာပဲရတော့ဒီဘက်ညာဘက်ချမ်းမှာတော့ဖျားလန်းဒီမို့ဈေးဆိုင်ကနေအများကြီးပဲတွေ့ကြောင်ဟုတ်လားလှမ်းမြင်ရပြီဗျလောင်းတော့ကတ္တမနေရလှမ်းမြင်နေရပြီဗျဒီနေ့လည်းကြံတော့တယ်ဒီနေ့ကျန်တော့ဗျအဲ့တော့ကျွန်တော်တင်ပါတယ်ဒါတော့ချော်တဲ့လမ်းကြီးကိုကျွန်တော်တနာရီနီးပါးလောက်တော့ဘိုးလေးရေထဲမှာလမ်းလျှောက်ခဲ့ရတဲ့သဘောရှိတယ်တွေ့ပါပြီဗျာတွေ့ပါပြီအော်တွေ့ပါပြီဗျာမကြခင်ဖူးရတော့မှာဒါပေမဲ့တန်းစီအောင်မပြောတယ်ထဲဆိုင်တွေ့တယ်ဆိုတော့ဝတ်ထားတဲ့ဥစားတွေစုံနေပြီဆိုတော့အပြန်ကြရတော့ဥစားဝယ်ပြီးတော့ဝေ့နေဝေ့ရလိမ့်မယ်အိုးပေါ်မှာတော့မိုးတွေရွာနေတော့မယ်အခုဆိုရင်ကျွန်တော်တို့ဒေါ်ဝလိုင်ကူတဲ့လောဝလိုင်ကူတော့ကြောက်တကားတို့တဲ့ဒီလိုဆင်းသွားပြီအဲ့တော့ဒီနောက်ကနေလိုက်ဆင်းမယ်နည်းနည်းတော့မတ်တယ်ဒါပေမဲ့ရှောက်လန်းလေးရှိတယ်ဗျမတ်တယ်ရုံနဲ့ပြိတ္တများကျွန်တော်တို့အခုဆိုရင်တော့မကြမခင်အချိန်တွင်းမှာလောင်းတော့ကတ်တဖအခက်ခဲတော့အခုလိုခါသမျှမျိုးမှာအခါမဟုတ်ရွာသွန်းတဲ့မိုးနဲ့တူပုံမှန်ဆိုရင်တော့ပြဘူးခီးသားတွေကအခုချိန်မှာအေးစေးတက်တက်တာနဲ့သွားလို့ရတဲ့အချိန်မှာဒါမဲ့ဒီလိုမိုးရွာလိုက်တော့လဲမသွားဘူးလို့ထင်တာဒါမဲ့သွားကြတာပါပဲဘာလို့လဲဆိုတော့ရောက်ပြီးမှတော့မထူးတော့ဘူးလေအဲ့တော့နှောင်းတာဘူးမှန်ပါတယ်ကျွန်တော်တို့အခုလိုတောကြီးတောင်ကြီးထဲမှာအချို့လမ်းတွေကတော့ခက်တယ်ဗျာအချို့လမ်းတွေကတော့အဆင်ပြေအောင်လုပ်ထားတယ်ဒါပေမဲ့လည်းလူတွေအများကြီးဆိုတော့အသိအားမငယ်ဘူးဗျဖူးပြီးတဲ့လူတွေကမျက်နှာလေးပြုံးပြီးတက်လာတယ်ဟုတ်ပါကျွန်တော်ဆင်းတဲ့လူတွေကတော့ဘာမှမသိသေးဘူးလက်ထက်ကဖုံပြုတ်ကြကမှသာပြုတ်ကြရောမရိုက်လို့လည်းမရဘူးကျောင်းမှာတော့ရိုက်တော့ပုံနဲ့မရိုက်လို့လည်းမရဘာလို့ဆိုတော့ဒါတော့မိုးရွာနဲ့ကြားထဲမှာကင်မရာဘလုံးမှယူလို့မရဘူးဒီဘက်မှာတော့ကြောက်ကြီးဗျဖုံပြုတ်ကြမှာလည်းကြောက်ရတယ်တကယ်ကြောက်ကြီးပါအိုးကြောက်အောက်ထဲဆင်းပြီအဆင်းလမ်းရှိတယ်အတက်လမ်းရှိတယ်မင်္ဂလာပါမေညီမတန်နဲ့ရုံမြင်တန်ကြပါကင်မရာယူလို့မရလို့ဖုန်းနဲ့ရိုက်လိုက်တာပါမေမောနေပြီလားမောနေပြီဖူးပြီးပြီလားမေဖူးပြီးပါပြီဘလို့သဘောရလဲကျင်နဲ့လားကျင်နဲ့တာပါအပြန်လိုက်ချောရတော့မေပြေးလေးသွားမယ်